လုံးပဲမင်္ဂလာပါအခုတစ်ခါမှတော့ကျွန်တော်ဦးကန်ကောင်းဆိုတဲ့အကြမ်းမြင်ရတဲ့မုတ်ဆိုးကြီးတယောက်ရဲ့ညောင်ပင်ဆောက်ကိုဝေတို့ရဲ့တွေ့ဆုံကောင်ပြောပြပေးပါမယ်ဥဒ္ဒအဆက်ကညောင်ပင်အိုမှာလောက်ွယ်ညဖြစ်တော့တတောင်လုံးမင်းမောင်နေတယ်ဦးကန်ကောင်းကသူ့ရဲ့လွယ်အိမ်နဲ့ရင်ထိုးတနက်ကိုအသိပြင်ပြီးတောနတ်ထဲကိုခြေဆက်လာခဲ့တယ်သူကတာမန်မုတ်ဆိုးမဟုတ်ဘူးဘာရာမန်နဲ့အနှဲငယ်တက်ထားတယ်လို့မျက်စိကလည်းတာမန်လူမမြင်ရတာတွေကိုမြင်နိုင်တဲ့အကြမ်းမြင်ရှိသူပေါ့ထူးဆန်းတဲ့တောကစားခြင်းတောဆက်ကတုတ်တန်ဟောင်းကြီးနာရောက်တဲ့အခါမှာထူးထူးဆန်းဆန်းလေတိုက်တော့ပြင်းလာတယ်ဥကန်ကောင်ဟာတစ်ပင်စီတစ်ပင်အောင်မှာခဏနာကိုပြင်လိုက်ချိန်မှာပဲအပေါ်ကနေတဟားဟားဆိုတဲ့ရေတံကြီးကိုကြားလိုက်တယ်အဲ့ဒီချိန်မှာသူမော့ကြည့်လိုက်တော့ညောင်မင်အိုကြီးအကိုင်းခတ်တွေကြားမှာလူတကောလုံးမဲမောင်နေပြီးခြေထောက်တွေကနောက်ပြန်လဲနေတာအမျိုးသမီးတရားမဟုတ်ဘူးကဝေမတကောင်ကိုသူ့ကိုစိုက်ကြည့်နေတယ်အစင်းနဲ့ရေးဆက်အဲ့ဒီချိန်မှာပဲကိုဝေမကြီးကဟေးအဖိုးကြီးမင်းသိကျင်လို့ဒီညာကိုလာတော့ကိုဝေမကြီးကအတန်အော်ကြီးနဲ့မေးလိုက်တယ်ဥကန်ကောင်ကတင်းတင်းငင်ငင်ပဲပြန်ပြောလိုက်တယ်ငါကတေဖို့လာတာမဟုတ်ဘူးမင်းတို့ရဲ့အမောင်လောကထဲမှာပိတ်မိနေတဲ့ဝိညာဉ်တွေကိုလမ်းပြပေးဖို့လာတာကွာအဲ့ဒီစကားအဆုံးမှာကိုဝေမဟာဒေါရတကြီးနဲ့အပေါ်ကနေခုန်ဆင်းလာပြီးလက်သေးချီကြီးတွေနဲ့ဥကန်ကောင်ကိုကုတ်ဖဲဖို့ကြိုးစားတယ်ဥကန်ကောင်ကလည်းအသိယူလာတဲ့အမွေးတဲ့9တိုင်နဲ့အစင်ရင်ချထားတဲ့သဲကိုလက်ထဲကနေဖြန့်ကျဲလိုက်တယ်ဘုံဘုံဆိုတဲ့အတန်တွေနဲ့အတူတူကိုဝေမဟာအနာကိုမကတ်နိုင်ပဲနောက်ကိုလွန့်ထွက်သွားတယ်ဥကန်ကောင်ကဂါရာကိုတိုးတိုးလေးရွတ်ဖက်လိုက်တဲ့အခါကိုဝေမရဲ့ရုပ်တရားတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအဲ့ဒီနေရာမှာအလွန်တရာကြောက်လန့်နေတဲ့မိန်းကလေးတယောက်ရဲ့ဝိညာဉ်ပုံစံပြောင်းလဲသွားတယ်။အမှန်တော့အဲ့ဒီကောင်မွေမဟာအော်လန်းဆရာတယောက်ရဲ့ချုံတော်တင်ကိုခံထားရတဲ့ရွာပျောက်ဆုံးနေတဲ့မိန်းကလေးတယောက်ဖြစ်နေတာပါ။ဥကန်ကောင်ကသူ့ရဲ့အစွမ်းနဲ့အဲ့ဒီချုံတော်မူကိုဖြေချပေးလိုက်တယ်။ဝင်းလင်းကားဒီမှာတော့တောအုပ်ကြီးကပြန်လဲအေးချမ်းသွားတယ်။ဥကန်ကောင်ကတုတ်တန်အဆက်ကထွက်လာရင်ပြုံးလိုက်တယ်။သူ့အတွက်တော့ဒါဟာထမင်းစားရည်တော့ကြုံတွေ့နေရတဲ့ကိစ္စတစ်ခုပေါ့။ဒါပေမဲ့ရွာထဲမှာတော့ဒီတဲ့ငါဟိုးလေးတကြောဖြစ်သွားပြီ။ဥကန်ကောင်းဆိုရင်အောက်လန်းဆရာတွေတောင်ကြောက်ရတဲ့မုတ်ဆိုးကြီးအဖြစ်လူသိများသွားပါတော့တယ်ဇလန်းကြီးကတော့ဒါပါပဲခင်ဗျအားလုံးပဲgood nightပါ